အားလုံးတော့မစားဘူးဒါပေမဲ့စားဘူးတာအားလုံးကတော့ကောင်းတယ်ဒီနေ့တော့စမ်းချောင်းဆိုင်ဝဲမှာကိုရီးယားခောက်ဆွဲတွေ brand ဆောင်ရောက်ထားတယ်နော်ကိုရီးယားရဲ့နာမည်ကြီးဆုံး brand တွေကိုကျွန်တော်တို့လည်းကြည့်ရအောင်နော်စမ်းချောင်းဆိုင်ရဲ့ကိုရီးယားတန်းလေးကိုရောက်ပါပြီဒီတစ်ခါကိုရီးယားထုတ်တွေတင်ပေးထားတာတော့တော်တော်လေးများတယ်ပေါ့နော်မျိုးစားပေါင်း30ကျော်လောက်တော့ဖြစ်မယ်ထင်တယ်ပြီးတော့ဘူးတက်တဲမှာဆိုရင်ကျွန်တော်တို့ရှိမယ်ပြီးရင်တော့ကာပိုနာလာရှိမှာပေါ့နော်ပြီးတော့ spicy ထဲမှာတော့ 1H 2H 3H ဆိုပြီးတော့ဆက် level လဲ3မျိုးထိတောင်ရွေးလို့ရသေးတယ်ပေါ့နော်ရှင်းရထုတ်တဲ့ခောက်ဆွဲစုံလည်းရှိအောင်မယ်ပေါ့နော်ရှင်းရာမန်အပြင်ဟိုမှာနောက်ထပ်မျိုးစားတွေ10မျိုးလောက်ထီတူသွင်းပေးထားရပါတော့နောက်ပြီး the red တို့ပါလို့လည်းရှိတယ်ဒီခောက်ဆွဲတွေအကုန်လုံးကိုကျွန်တော်စားဘူးလားလို့မင်းတော့ကျွန်တော်လည်းအားလုံးကိုမစားဘူးဗျဒါပေမဲ့ကျွန်တော်စားဘူးတဲ့ကိုရီးယားခောက်ဆွဲတွေကတော့အားလုံးကောင်းတယ်ဒါကတော့ကိုရီးယားခောက်ဆွဲတွေရဲ့ quality ကိုပြတာပဲပေါ့နော်အားလုံးတော့မစားဘူးဒါပေမဲ့စားဘူးတာအားလုံးကတော့ကောင်းတယ်ပဲခောက်ဆွဲကြိုက်တဲ့သူတွေတို့ကလည်းပဲခောက်ဆွဲလည်းရှိရနော်ပြီးတော့ကျွန်တော်ကိုရီးယား brand နဲ့ဟိုမှာ spaghetti စားကျင်နေဆိုရင်တော့ဒီဆိုင်မြောင်းကထုတ်တဲ့ဒီ spaghetti ထုတ်ပြီးတော့ရှိသေးတယ်ဒီကိုရီးယားခောက်ဆွဲလေးတွေကစမ်းချောင်းဆိုင်ဝဲမှာပဲရတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကြောက်မြောင်းဆိုင်ခွဲရောလှည့်နှန်းဆိုင်ခွဲမှာရောရနေပါပြီ online မှာကျင်နေဆိုရင်လည်းကျွန်တော်တို့မကြိုးမကြည့်အောင်လို့တေချာလေးထုတ်ပို့ပြီးတော့မှပို့ပေးပါတယ် online နဲ့မှာမယ်ဆိုရင်တော့ကျွန်တော်တို့ TikTok မှာဆိုရင်ပူပူစိန် snap bar ဆိုပြီးတော့ 238k follower ရှိတဲ့အကောင့် Facebook မှာဆိုရင်တော့ 158k follower ရှိတဲ့ page Telegram မှာဆိုရင်တော့ subscriber 4000ကျော်ရှိတဲ့ channel ရနေပြီးတော့မှာယူနိုင်ပါတယ်